မင်္ဂလာပါစာတိုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်မျက်လုံးမိတ်ပြီးနားထောင်လိုက်ပါခင်ဗျာအရန်ပြော့တယ်ဆိုတာလည်းမရှိတော့သလိုအရန်စိတ်ညစ်ပါတယ်ဆိုတာမျိုးလည်းမရှိတော့ပါဘူးကိုယ့်အတွက်တော့နေ့ရက်တိုင်းကအတူတူပါပဲလောကကြီးကိုရောက်လာတဲ့ကိုယ်တိုင်လည်းဧည့်သည်ဖြစ်သလိုကိုယ့်အတွေ့အကြုံကိုရောက်လာတဲ့မျောလင်းချက်တွေကိုဘဝအထဲကိုရောက်လာတဲ့ပိုင်ဆိုင်မှုတွေအားလုံးကလည်းဧည့်သည်တွေပါပဲကိုပိုင်ဆိုင်ထားတဲ့နှုပြိုခြင်းဆိုတဲ့ခြုံတဲ့ဆိုတာလဲအချိန်တန်ရင်သူ့အလိုလိုဟောင်းနှွမ်းသွားပါလိမ့်မယ်ကိုနဲ့ထိုက်တန်တဲ့လောက်လဲပိုင်ဆိုင်ခဲ့ရပြီးကိုမရထိုက်တာတွေကိုလည်းလက်လွတ်ခဲ့ရပြီးကိုလိုချင်တာတွေရတိုင်းလဲအများကြီးမပြောပါနဲ့ကိုမဖြစ်ချင်တာတွေရောက်လာတိုင်းလဲအများကြီးဝမ်းနေမနေပါနဲ့ကြော်ဖတ်ခွင့်မရှိတဲ့ဘဝစာမျက်နှာတွေကိုတရွက်ပြီးတရွက်ဖတ်ပြီးသွားတဲ့အခါပြောစရာတွေပဲဖြစ်ဖြစ်စိတ်ညစ်စရာတွေပဲဖြစ်ဖြစ်အချိန်တန်ရင်အရာရာအားလုံးကသူ့အလိုလိုပြီးဆုံးသွားမှာပါမကြုံကျင်လဲစုံခဲ့ရတဲ့လူတချို့ရှိတယ်ကြုံကျင်ပေမဲ့မစုံလိုက်ရတဲ့လူတချို့လည်းရှိတယ်ကံတရားကိုတော့လက်ခံရမှာပဲမယုံကျင်လဲပုံမြင်မဟုတ်တဲ့ခံစားချက်တွေရှိတယ်ယုံကျင်ပေမဲ့ယုံလို့မရတဲ့ခံစားချက်တွေလည်းရှိတယ်အမှန်တရားကိုတော့လက်ခံရမှာပဲပြောချင်ပေမဲ့မပြောဖြစ်လိုက်တဲ့စကားတချို့ရှိတယ်မပြောချင်ပေမဲ့နဲ့ပြောနေရတဲ့စကားတွေလည်းရှိတယ်တတိထားပြောမှအမားနင်းမှာပါကိုယ်မှမဟုတ်တဲ့ရင်ဆိုင်ဖြည့်ရှင်းရတဲ့ကိစ္စတွေရှိတယ်ဝတ္တရားကိုတော့အလေးထားရမှာပဲစိတ်မပါလဲလှုပ်လိုက်ရတဲ့အလုပ်တွေရှိတယ်တာဝန်ကိုတော့ခြေပုံရမှာပဲလိုချင်ပေမဲ့မဖြစ်နိုင်တော့တဲ့မျောလင်းချက်တွေရှိတယ်စွန့်လွတ်တစ်တာစွန့်လွတ်ရမှာပဲဖြစ်ချင်ပေမဲ့မဖြစ်တဲ့ဆန္ဒတွေရှိတယ်မဖြစ်ချင်ပေမဲ့လက်ခံလိုက်ရတဲ့အခြေအနေတွေလည်းရှိတယ်ကိုယ်စိတ်ကိုဆုံးမရမှာပဲဘယ်လိုပဲဖြစ်ဖြစ်ပေါ့အချို့ပေါ့အခါကြဖြောထားတဲ့ကော်ဖီတစ်ခွက်ကိုတောင်ကြိုက်တတ်သေးတာပဲအပျော်ကျဲဝေဒနာကဲဘဝဆိုတာကိုလည်းချစ်တတ်ရအောင်မယ်လေကျေးဇူးပါဗျာ